ဟုတ်တယ်ဆရာဝန်တွေရဲ့မှာအဲ့လိုမျိုးထူးထူးဆရာဝန်တွေအဲ့လိုမျိုးနှလုံးထူးထူးလိုမျိုးတွေကပို့ပြီးတော့မှစိတ်ဖိစီးမှုများတယ်အဲကြောင့်မို့ကျွန်တော်ကဘရောမှအထူးထူးလည်းမဖြစ်ဘူးเนาะအစိုးအဝန်ထမ်းကိုကျွန်တော်ကထွက်ပြစ်တာစိတ်ဖိစီးမှုမခံနိုင်လို့ stress ကိုမခံနိုင်တာကွာအဲ့တော့ကျွန်တော်ပြောချင်တာကျွန်တော်ကကုလို့ကျွန်တော်ဒီနံပါတ်1ဒီ first do no harm လူနာဒုက္ခရောက်မလုပ်ဘူးကိုမနိုင်လွှဲပါတယ်လုံးဝလည်းမကုပါဘူးစိတ်လည်းရှုပ်မခံတဲ့ဆရာဝန်တွေမှာကျွန်တော်ထိတ်ဆုံးရပါတယ်ဇမင်းတွေကျွတ်လို့เนาะဒီမဲ့ဆရာဝန်ဘိုက်ကာကွာပိုတော်မှစိတ်ရှုပ်မခံဘူးခုတော့မှလူနာကြည့်အများကြီးအဲ့တော့တောင်းမှန်တာမပြကြပါနဲ့ကျွန်တော်လူနာအဟောင်းမဲ့ကျွန်တော်ကြည့်တာပါအစ်စ်လည်းမကြည့်ပါဘူးလို့ပြောထားတယ်တရားဝင်ပြောထားတာဘာကြောင့်လဲဆိုသိလားဒီစိတ်ဖိစီးမှုကြောင့်မို့လို့လူတွေဆရာဝန်တွေကဒုက္ခရောက်နေတာကျွန်တော်ဆရာဝန်တွေမကြမ်းပါဘူးကျမ်းမာရေးကြောင့်ပြောနေတဲ့ဆရာဝန်တွေမကြမ်းပါဘူးအဲကြောင့်တော့ exercise လုပ်မှပဲကျမ်းမာမယ်ဒါပေမဲ့စိတ်ချမ်းသာအောင်လည်းနေတတ်ရတယ်ဒီရတဲ့မှာကွာသူများကြောင့်တွေးနေတဲ့ဆရာဝန်တွေလည်းရှိတယ်အဲ့လိုခေါင်းတွေကတော့သွားတော့ဘူးပိတ်နေတာသူများကြောင့်လည်းမစမ်းစားနဲ့သူများကြောင့်လည်းမပြောနဲ့ကိုယ့်အလုပ်ကိုလာလုပ်နော်ပုံမှန်လေးလုပ်ဒါပေမဲ့ခုနပြောလို့ပေါ့ကွာစိတ်ဖိစီးမှုလည်းကင်းအောင်နေသူများကြောင့်မတွေးနဲ့အဲ့လိုမျိုးပြောချင်တာဒါမျိုးဆိုရင်ဆရာဝန်တွေကထုခုတယ်ပိုးဆိုးတယ်သူတို့မှတော့တင်ကြောက်ဆိုတယ်တနေ့ကုန်မအားရဘူးမအားရှာဘူးတပြင်မှန်းတယ်သူလူမွေးတွေစီးပွားရေးတွေအကုန်ထိသူမလုံနိုင်ဘူးစီးပွားရေးလည်းမလုံနိုင်ဘူးလူမွေးလည်းပြက်ကွက်တယ်တားသမီးတွေတော့စကားမပြောရအောင်အချိန်မရှိဘူးပေါ့နော်ဘဝမှာအဲ့လိုတွေပေးဆက်တဲ့ဆရာဝန်တွေအများကြီးပဲကျွန်တော်ကအဲ့လိုမျိုးတွေမလုံနိုင်တော့ဘူးကျွန်တော်ထွက်လာတယ်နော်အစိုးရလိုလည်းမလုပ်ကြားပြီဒါကြားပြီ2009တွေထွက်လာဆိုတော့အဲ့တော့ပြောပြတာကနော်ဆရာဝန်တွေကမကြမ်းပါဘူးနော်မကြမ်းပါဘူးဆိုတော့လေသူအချိန်ကြီးအများစုဒီဘက်မှာပေးဆက်ထားတာအဲ့တော့ပြောပြတာကျွန်တော်တို့ကပြောချင်တာဗလိမ့်တာလွယ်လေးရယ်ဒါပေမဲ့ဒီဘက်မှာသူတို့ဘဝတွေကပေးဆက်ထားတယ်အများကြီးပဲဒါနားလည်အောင်လို့ပြောပြတာပါဒါကျွန်တော်ကိုယ်တိုင်လည်းဒါအစိုးရလုပ်ကိုလုပ်ခဲ့တယ်အရင်ပြင်မှန်းတယ် daily 24 hour ဆင်းခဲ့ရတယ်တစ်လကို15ရက် alternate စိတ်ဒီနေ့တက်ကို AS ကနေဝဲရှိတာကျွန်တော်တို့ကတန်တဲ့တော့အကုန်လုံးထွက်သွားကြတယ်မရှိကြတဲ့ခါကျတော့ဆရာဝန်တွေကိုတစ်လစတိုက်ဆင်းရတယ်ဒီနေ့24 hour မနေ့ကနေညထိ24 hour ကွာ daily ကွာအဲ့လိုမျိုးအလုပ်ဆင်းခဲ့ရဘူးလေမခံနိုင်တော့ဘူးအဲ့ဂျာတော့ extra time မခံနိုင်တော့ဘူး round ရင်လည်းကဲ OG တို့ physician တို့ surgeon တို့เนาะchild တို့ round တို့ round တာပဲကိုလည်းကွက်ကို round လိုက်ရမလိုက်နိုင်တော့ဘူးOG တော့လည်းမ OG လည်းမကိုက AS ကဘောကအဲ့စေးရုံတရုံလုံးမြို့နယ်စေးရုံမှာမြို့နယ်မဟုတ်တိုက်နယ်အဆင့်ကွာတိုက်နယ်အဆင့်တန်တွေကခရိုင်အဆင့်ဖြစ်မယ်ထင်တယ်တိုက်နယ်အဆင့်တော့ဖြစ်မယ်ထင်တယ်တိုက်နယ်တော့မဟုတ်ပါဘူးခရိုင်အဆင့်ပေါ့တန်တွေခရိုင်ပေါ့ sorry အဲ့မှာတနေ့ကုန်ကြီးအလုံးလုံးရတာကွာအဲ့ညဆိုကစ်ပြီးမခံနိုင်တော့ဘူးချတာပဲအဲ့ရနေပြီးအဲ့မှာရသမားဆရာဝန်ဖြစ်လာတာအဲ့ကနေထွက်လာတာလောက်အဲ့တော့ပြတာကျွန်တော်ကအဲ့ဒဏ်နေမခံတဲ့ခါကျတော့လောခုတည်းတက်ရှိတာပေါ့နော်တကယ်တမ်းပင်ပန်းနေဆရာဝန်လောက်ကတကယ်တမ်းအဲ့တော့ညီငယ်ညီမတွေတကယ်ဆရာဝန်ဖြစ်ချင်တယ်ဆိုရင်ဒီ lifestyle နဲ့ဝင်နိုင်မလားလို့ပဲစဉ်းစားပြီးမှလုပ်စီချင်တယ်နော်ကျွန်တော်တို့ခေါင်း